65 96 65 96ကိုကျွန်တော်ထောင်ပေါင်းမယ်ဗျ95နှလုံးပေါင်းကျွန်တော်တို့4လို့ရတယ်ဗျ95နှလုံးပေါင်း4 95နှလုံးပေါင်း4ဒီဘက်မှာကျွန်တော်66နှလုံးပေါင်းကျွန်တော်တို့2လို့ရတယ်ဗျ66နှလုံးပေါင်း2 4နှစ်တွေကျွန်တော်တို့1ချိန်ဗျ4နှစ်1ချိန်ဒီဘက်မှာကျွန်တော်တို့56နှလုံးပေါင်းကျွန်တော်တို့1လို့ရတယ်ဗျ56နှလုံးပေါင်း1ရဲ့နှက်ခတ်ဒီ8ရဲ့ပါဝါဒီ3 381ဒီကျွန်တော်တို့ပဋိဗျနှစ်4 1ချိန်နဲ့ကျွန်တော်တို့381ပဋိမှာကျွန်တော်တို့ကဏ္ဍ6ခွက်ရတယ်ဗျ1နှစ်ဆိုပြီးကျွန်တော်တို့3ပဋိနဲ့ဆင်းသွားတယ်ဗျကျွန်တော်တို့4နှစ်1ချိန်မှာနှစ်တစ်လုံးထိပြီးတော့381ပဋိမှာကျွန်တော်တို့3ပဋိထိသွားတယ်ဗျ4နှစ်1ချိန်နဲ့381ပဋိ53 3ညခွန်53 3ညခွန်ကျွန်တော်ထောင်ပေါင်းမယ်ဗျ3ည3နှလုံးပေါင်းကျွန်တော်တို့3လို့ရတယ်ဗျ3ည3နှလုံးပေါင်း3ဒီဘက်မှာကျွန်တော်တို့5ခွန်နှလုံးပေါင်းကျွန်တော်တို့2လို့ရတယ်ဗျ5ခွန်နှလုံးပေါင်း2 3ည3နှလုံးပေါင်း3 3နှစ်ဒီကျွန်တော်1ချိန်ဗျနှစ်3 1ချိန်ဒီဘက်မှာကျွန်တော်3ခွန်နှလုံးပေါင်းကျွန်တော်3ညလို့ရတယ်ဗျ3ခွန်နှလုံးပေါင်း3ည3ညရဲ့နှက်ခတ်ဒီခွန်ရဲ့ပါဝါဒီနှစ်ခွန်3ညဒီပဋိဗျနှစ်3 1ချိန်နဲ့နှစ်ခွန်3ညပဋိမှာကျွန်တော်တို့ခဏန်း6ခွက်ရတယ်ဗျ3 9ဆိုပြီးကျွန်တော်ဆင်းသွားတယ်ဗျနှစ်ပဋိနဲ့နှစ်3 1ချိန်မှာကျွန်တော်တို့3နှလုံးထိပါတယ်ဗျနှစ်3 1ချိန်မှာကျွန်တော်တို့3ထိပြီးတော့ဒီဘက်ပဋိမှာနှစ်ခွန်3ညပဋိမှာကျွန်တော်တို့နှစ်ပဋိဗျ5နှစ်9ခွန်5နှစ်9ခွန်ကျွန်တော်ထောင်ပေါင်းမယ်ဗျ9နှစ်နှလုံးပေါင်းကျွန်တော်တို့1လို့ရတယ်ဗျ9နှစ်နှလုံးပေါင်း1ဒီဘက်မှာကျွန်တော်တို့5ခွန်နှလုံးပေါင်းကျွန်တော်တို့2လို့ရတယ်ဗျ1နှစ်ဒီကျွန်တော်တို့1ချိန်ဗျ5ခွန်နှလုံးပေါင်း2နှစ်1 1ချိန်ဒီဘက်မှာကျွန်တော်တို့နှစ်ခွန်နှလုံးပေါင်းကျွန်တော်တို့9လို့ရတယ်ဗျနှစ်ခွန်နှလုံးပေါင်း9ရဲ့နှက်ခတ်ဒီ6ရဲ့ပါဝါဒီ1 6 1 9ကျွန်တော်တို့ပဋိဗျနှစ်1 1ချိန်နဲ့6 1 9ပဋိမှာကျွန်တော်တို့ခဏန်း6ခွက်ရတယ်ဗျခဏန်း6ခွက်ထဲမှာကျွန်တော်တို့5 1ဆိုပြီးတော့ကျွန်တော်တို့6ပဋိနဲ့ဆင်းသွားတယ်ဗျ6ပဋိဒီဘက်မှာကျွန်တော်တို့နှစ်1 1ချိန်မှာကျွန်တော်တို့တစ်လုံးထိပါတယ်ဗျတစ်ခွန်88 8ခွန်နှလုံးပေါင်းကျွန်တော်တို့5လို့ရတယ်ဗျ8ခွန်နှလုံးပေါင်း5ဒီဘက်မှာကျွန်တော်တို့18နှလုံးပေါင်းကျွန်တော်တို့9လို့ရတယ်ဗျ18နှလုံးပေါင်း9 5 9ဒီကျွန်တော်တို့1ချိန်ဗျ18နှလုံးပေါင်း9 5 9 1ချိန်ခုလာမဲ့ပွဲအတွက်5 9 1ချိန်ဗျဒီဘက်မှာကျွန်တော်တို့ခွန်8နှလုံးပေါင်းကျွန်တော်တို့5လို့ရတယ်ဗျ
ခွန်8နှလုံးပေါင်း9ရဲ့နှစ်ခတ်သည်3ရဲ့ပါဝါသည်8 938ဒီကျွန်တော်ပဋိဗျာ9 9 1ချင်းနဲ့938ပဋိမှာကျွန်တော်ကဏ္ဍ6ဘက်ရတယ်ဗျာမိတ်ဆွေတို့အနေနဲ့အကြိုက်တူပါတာယူထိုးပါဗျာ305 96 58 49 9935ဗျာ